သူတို့နောက်တွေလိုက်ကြည့်ပြီးဘလုံးပဲတိတ်မကြည့်နိုင်တော့ဘူးအဲ့ဒီသူတို့မိသားစုတွေသူတို့ပေးသက်တွေနောက်ကိုရှောက်ကြည့်ကြအဲ့ဒါဟိုနောက်ရကရကသူတို့ဖန်ဒီရန်ဒီဖြစ်ရတဲ့အခုဆိုရှင်အမရိုနယ်ဒိုဘောလုံးဘာလဲဖန်ဒီမပေးဘူးဆိုပြီးခါမှာ Instagram မှာတွားပြီးတော့ရန်ဒီတွေ့သူရိုနယ်ဒိုရဲ့အမလည်းသူ့မောင်ဘက်ကဆွာမပြေးတတ်တဲ့ခါရဲဖြစ်ကြသူ့ကိုဘောလုံးမပေးတဲ့ကောင်တွေကိုလေပြောကြရတယ်ဒီတစ်ခေါက်ကန်လို့ရှင်တော့ပြီးမပေးကြည့်ရမှာပေါ့နော်ဟိုကောင်တွေကလည်းနေတော့ခေါင်းတော့မာတယ်သူတို့ကလည်းပြန်ပြောတယ်မလေးသူတို့တယောက်တည်းလုံတာမဟုတ်ဘူးတဲ့ပေါ့နော်ပေါ့နော်သူတို့မှလုတ်ဆရာမရှိမှလည်းရှောက်ပြောသူကလည်းအမှန်တော့နောက်ဆုံးပွဲလည်းဖြစ်နေပြီလေဗျာနာမည်ကောင်းတယ်ပဲတဲ့မှာကိုပေါ့နော်စီနီယာပေါ့နော်နာမည်နဲ့ပဲပေါ့နော်ပျော်ရွှင်ရွှင်နဲ့ပဲနော်သူ့ရဲ့ပေါ့နော်ကမ္ဘာဖလားနောက်ဆုံးပွဲကြီးကိုပျော်ရွှင်ရွှင်နဲ့ပဲပြီးသွားကိုလည်းကုတူရတာပေါ့နော်တမိုင်းနဲ့လှတာပေါ့အခုကျတော့တက်မှာပေါ့ရန်ဖြစ်နေတာမစီလုံးတဲ့သဘောဖြစ်တာပေါ့နော်ပေါ့နော်ပေါ့နာမည်ကြီးအတင်ရဘယ်လိုခေါ်မလဲဟာဖြစ်တာပေါ့သူမလိုတဲ့လူတွေဘာသာတရားဖြစ်တာပါမလိုဒူဆိုတာကတော့အကုန်လုံးတက်မှာလေမိုးတို့ကလေအသားအရောင်တွေဘာသာတွေမတူပေမဲ့လေလူကလူပဲလူလိုပဲပေါ့နော်မနာလိုစိတ်ရှိတယ်အဲ့လိုပေါ့နော်ပေါ့တောက်တွန်းခြင်းနဲ့စိတ်တွေအဲ့လိုပေါ့နော်ရှိတာကောင်းတဲ့လူတွေရှိတယ်ပေါ့နော်ဆိုးတဲ့လူတွေရှိတယ်အဲ့တချို့ဆိုးတဲ့လူတွေသူတို့ကိုသူမှမသိဘူးပတ်ဝန်းကျင်လူတွေကအဲ့ဒါပြောမှာအဲ့ဒါဘာလဲမလေးခါလဲဘောလုံးသမားတွေလည်းပြောလိုက်တာခါလဲမလေးဘာဖြစ်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်ခါအသက်ကြီးရပြီဘာဒီ40လေး41လေးဘာတို့တက်ကြီးရမှာအဲ့လောက်မကြီးသေးပါအသက်40မှာပေါ်အားစားတာသူတို့ပြောလို့ရှိရင်လည်းခါရစရာမရှိဘာလဲကြောင်အိုကြီးကိုဘယ်ချက်က4ပါမလဲဘာညာရိုနယ်ဒိုကြောင်အိုကြီးရဲ့ခုမှချောတော့ငေါတော့ထားမင်းသားလုတ်ချင်အောင်ရတယ်ကျွန်တော်တို့ကအရက်ကလည်းရှိတယ်ဒီကိုမျက်နှာပေါက်ကတည်းကသူ့အရက်ကလည်းရှိအဲ့လိုတွေပါတော့ကျမလည်းဒီဟာလည်းမျိုးရတဲ့မှာစကားရမ်းပြောကြတာပြောပြီးရင်တော့ဗာလေခေါင်းစဉ်တွေပြန်ပြောင်းပြီးပြောပြီးသားတွေပြန်ပြောပြီးရင်သူ့ကိုလေအလိုမလိုက်ရရှင်စိတ်ကြောင်ပြောင်းတော့ဒါဒီရဲ့ဒီဟာလေးတစ်ဖက်လွတ်ကလေးတွေရေးလို့ကောင်းတယ်ထူလေးတွေတစ်ဖက်လွတ်လေးအကျန်းသုံးတာပေါ့နော်တစ်ဖက်လွတ်လေးတွေဘရူနိုဖာနန်ဒက်လားဘရူနိုဖာနန်ဒက်ကိုတော့ခါရဲပြောလိုက်တာကောင်ကြားပြမရှိသူတို့ပေါ်မှာအဲ့ဒီမက်ဆီပေါ်မှာကျတော့ကောင်းတဲ့လူတွေပိုများတယ်ဒီအချင်းလေးသူတို့ကောင်းကြတာကြည့်မျက်ရည်တောင်မိုးမှာမျက်ရည်တောင်ကြာတဲ့ကိုလေတယောက်ကိုတယောက်လေညာတာချင်းညနာနဲ့လေအဲ့ဒါဖြစ်တယ်အဲ့ဒီမက်ဆီပေါ်မှာကျတော့ကောင်းတဲ့လူများတယ်ရိုနယ်ဒိုပေါ်မှာလည်းကောင်းတဲ့လူရှိပါတယ်2ဦး3ဦးတော့ရှိတယ်အဲ့လိုပေါ့နော်တော်တော်လေးကောင်းတာပေါ့နော်ပီတို့ဘာလို့သူတို့ပေါ်မှာကောင်းတယ်ပီကရိုနယ်ဒိုပေါ်မှာကောင်းတယ်ဒါလေးအကျန်းသုံးတာလေအဲ့ဒါအခုမက်ဆီတို့ရိုနယ်ဒိုကနှုတ်ဆက်ရတာမှာလေဘောလုံးပြေးတက်ကအားကြောင့်မို့လို့ပေါ့နော်မက်ဆီကတော့ပေါ့နော်ဘာပဲနှုတ်ဆက်ပွဲတွေကချုံမိန်နေပေါ့နော်တာရတယ်ပေါ့အဲ့လိုဖြစ်နေမှာရိုနယ်ဒိုကတော့ပေါ့နော်ဘယုတ်ဘရက်တွေဖြစ်နေတာခါဒီမှာထက်တင်ကနခွင်းလေး